ဘာမှမပြောဘူးဖျားရှင်ကပြုံးလိုက်ရင်တွားလေးပေါ်သွားတယ်ဒါလေးကလည်းဘူးသူတာရှင်အာနန္ဒာကဖျားရဲ့နောက်မှာနေတယ်ဖျားပြုံးတဲ့ကဖျားဘာကြောင့်ပြုံးတော့လဲရှင်အာနန္ဒာဘယ်လိုသိလဲမတကယ်တော့ဖျားကကြောပေးတာလေဖျားရဲ့နောက်ကသူကအမြဲလိုက်တာဖျားရှင်ပြုံးရင်ဘာကြောင့်ဖျားရှင်ပြုံးလိုက်မှန်းသိလဲဆိုတော့ဖျားကပြုံးလိုက်တယ်ဖျားရှင်ရဲ့တွားတော့ဆွဲတော်လေးစုကနေရောင်းကြည့်တော့အော်ဒါတာရောင်းကြည့်တော့အဖြူရောင်းကြည့်တော့ဝင်းကနေဖြစ်သွားတာဖျားပြုံးရင်ဟောလို့တွားပေါ်အောင်ပြုံးတယ်ဘုန်းတော်ဖျားရှင်ကပြုံးတာဝက်လေးကိုကြည့်ပြီးလှောင်တဲ့စိတ်နဲ့မဟုတ်ဘူးနော်တောင်ဝေကစိတ်နဲ့ပြုံးတယ်ဆိုတော့ဘုန်းတော်အပြုံးတွေကအများကြီးပဲလှောင်ပြုံးတို့မဲ့ပြုံးတို့နော်ရွက်ပြုံးတို့အဲ့လိုရှိတယ်တောင်ဝေကအပြုံးတို့လည်းရှိသေးတယ်ဗျာနော်အဲ့လိုမျိုးရှိတယ်ကဲကြတော့ဒီဝက်မလေးကဒီဝက်စာကိုအားရပါရမရင်ရှက်ရဟိုကဝက်စကျင်းထဲမှာရှူရှက်ရှုပ်မြည်ပြီးတော့အားရပါရစားနေတယ်ဖះအဲ့ဒါကိုကြည့်ပြီးတော့ပြုံးတော်မူလိုက်တယ်ရှင်အနန္ဒာကနောက်မှနေနဲ့ဖះရဲ့နောက်မှာတရင်သုံးနေပြီမဲ့ရောင်ကြီးတော်ဒီဩဒါတာအဖြူရောင်ကြီးတော်လေးဝင်းကနေဖြစ်သွားလိုက်တော့မြင်တော့ဖះပြုံးဖះရှင်တို့မြည်ဒီအကြောင်းပဲမပြုံးရှင်အနန္ဒာမေးတယ်ဘာကြောင့်ပြုံးမှာလဲဖះရှင်အနန္ဒာမေးတော့အဲ့တဲ့ဒီဝက်လေးဟာသူဟာဟိုဗြဟ္မပြည်ကလာတာတဲ့ဒီဝက်မလေးကတကယ်ဟိုဒါဗြဟ္မပြည်မှာကိုရောင်ကိုဝါတွေတောက်ပအရန်ကိုတကိုးကြီးရတယ်ဒီဝက်မလေးကအဲ့ဒီဗြဟ္မပြည်ကနေတည်တော့ဟိုလိုဗြဟ္မပြည်မှာနေစုတည်တဲ့သူတွေကတော့ဓာတ်ရိုက်ဟိုလိုအပယ်လေးပါးအောင်မကြောက်ဘူးနတ်ပြည်ကတည်တဲ့သူတွေကတော့သူတို့မှာအာကုသိုလ်လုပ်တိုင်းအပယ်လေးပါးအောင်ဓာတ်ရိုက်ကြစေတယ်ဘာလို့ဗြဟ္မပြည်ရောက်တယ်ဆိုတာကဒါနသီလနဲ့မရောက်ဘူးဒါနသီလအဲ့နှစ်မျိုးတည်းနဲ့မရောက်ဘာဝနာဘုံဘုံစောစောပြောသလိုဇံရအောင်အထုတော်မှာဒါဗြဟ္မပြည်ရောက်တာအဲ့ဒီတော့ဗြဟ္မပြည်ရောက်ထားတဲ့သူတွေဒီအကယ်၍သူတို့ကံကုန်လို့စုတည်ခဲ့တယ်ဆိုရင်တော့မှသူတို့ဒါအပယ်လေးပါးကိုဓာတ်ရိုက်တော့မကြောက်လူပြည်နတ်ပြည်ခံပြီးမှအပယ်ကြရင်ကြမယ်ပေါ့ဥပမာဒါဒီဝက်မလေးကဘွားတကုတ်မှာဒါဗြဟ္မပြည်ရောက်ခဲ့တယ်ဗြဟ္မပြည်မှာသူကကိုအောင်ကိုဝါတွေတောက်ပပြီးအမတန်တကူကြီးရဲ့ဒါဗြဟ္မဖြစ်တာအခုတော့ဝက်စကျင်းထဲမှာဝက်စာတွေကိုမတ်မောအားရပါရစားနေတယ်တောင်ဝေကရတကယ်ဘုန်းတော်ဗြဟ္မပြည်မှာတော့တကယ်ပီတိပဲစားပြီးတော့အရန်အစစ်မြင့်နေတကယ်နတ်တွေထက်တောင်အစစ်မြင့်တာလေဘုန်းတော်ဗြဟ္မာတွေဆိုတာနတ်တွေကနတ်ဩဇာစားရတယ်အခုလူပြည်မှာရောက်နေတဲ့နတ်ဩဇာပြောတာမဟုတ်အဲ့ဒါသူကနာမည်လျှောက်ပေးထားတာနော်အဲ့နတ်ဩဇာဆိုတာအရန်ကိုအစစ်မြင့်တဲ့အစားအတောက်ပေါ့နတ်တွေသားတွေစားတောက်တဲ့နတ်ဩဇာဘုန်းတော်နတ်တွေကနတ်ဩဇာစားရတယ်ဒီဗြဟ္မာတွေကဘာမှမစားပဲတဲ့သူကပီတိနဲ့ပဲနေတယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဒါဗြဟ္မစိုးတရားခေါ်တယ်ဒါအဲ့ဒီဗြဟ္မာတွေကဒီ၄ပါးပဲနှလုံးသွင်းနေတာဘာမှမစားမတော့ပဲနေတာနတ်ဩဇာလည်းမစားစရာမလိုပြီးတော့ဗြဟ္မာတွေကနတ်တွေကနတ်သားနတ်သမီးရှိရဟိုအတိဒါဗြဟ္မာတွေကဗြဟ္မာမဗြဟ္မာအထီးမရှိဘူးယောက်ျားပုံစံတွေကြီးပဲဒါပေမဲ့သူတို့မှလိင်္ဂါတွေ